ကျွန်တော်ကဖခင်ကိုအလုပ်ကူပေးခြင်းလို့မြေတူးနေတော့မတော်တဆရွှေထုတ်ကြီးတစ်ခုကိုရှာတွေ့ခဲ့တယ်။အဲ့ဒီနေ့ကစပြီးအိမ်မှာအလုပ်ကူတိုင်းကောင်းကင်ဘက်ကလက်ဆောင်လိုမျိုးဆုလက်တွေပေးနေတယ်လို့ဖြစ်လာတယ်။တနေ့ကျွန်တော်ကကြက်တကောင်ကိုအစာကျွေးလိုက်တာပဲအဲ့ဒီကြက်ကတန်မိုးကြီးတဲ့မုံလာတစ်လုံးထုတ်ပေးလိုက်တယ်။အဲ့ဒီလိုနဲ့မကြခင်ကျွန်တော်တို့မိသားစုကအရန်ချမ်းသာလာခဲ့တယ်။မိဘတွေကတော့မသိအောင်ကုမ္ပဏီတစ်ခုကိုစတင်တည်ထောင်လိုက်ကြတယ်။ဒါပေမဲ့ကျွန်တော်ကတော့အဲ့ဒီအကြောင်းကိုဘာမှမသိဘူး။ကျွန်တော်ကမိသားစုဟာဆင်းရဲနေသေးတယ်လို့ယုံကြည်နေစေဖြစ်ခဲ့တယ်။ဒါကြောင့်မိသားစုကိုကူညီဖို့မြို့ကိုသွားပြီးအလုပ်ရှာခဲ့တယ်။မကြခင်မှာပဲပစ္စည်းတဲ့အလုပ်တစ်ခုရခဲ့တယ်။ဘဝကဘလောက်ခက်ခဲပါစေမိသားစုကဖုန်းဆက်တိုင်းကျွန်တော်ကအဆင်ပြေနေတယ်လို့ပဲပြောခဲ့တယ်။မိသားစုလည်းအဲ့ဒီလိုပဲယုံကြည်ခဲ့ကြတယ်။တနေ့ဟိုတယ်တစ်ခုမှာပစ္စည်းတဲ့နေတော့မိတ်ဆက်ပွဲတစ်ခုကိုမတော်တဆတွေ့လိုက်တယ်။အဲ့ဒီဟိုတယ်ပိုင်ရှင်ကသူ့သမီးအတွက်စီစဉ်ထားတဲ့ပွဲဖြစ်တယ်။မိန်းကလေးကမိဘတွေရွေးထားတဲ့ချမ်းသာတဲ့လူတွေကိုမကြိုက်ဘူး။ဒါကြောင့်ကျွန်တော်ကိုတွေ့တဲ့အချိန်မှာပဲမစင်စားပဲကျွန်တော်ကိုရွေးလိုက်တယ်။ဒါပေမဲ့ဟိုတယ်ပိုင်ရှင်ကတော့ကျွန်တော်လိုကြေးလက်ကဆင်းရဲသားလေးကိုအလွန်မင်းအထင်သေးခဲ့တယ်။ဒါကြောင့်ကျွန်တော်ကိုနောက်ဆုတ်သွားအောင်လအနှဲငယ်စမ်းသက်ချင်တယ်လို့ပြောပြီးတလစမ်းသက်ကာလာပေးလိုက်တယ်။သူတို့ဘက်ကဘလောက်ပဲအခက်ခဲတွေပေးပါစေကျွန်တော်ကအလုပ်တိုင်းကိုအလေးထားပြီးစူးစမ်းလုပ်ခဲ့တယ်။တဖြည်းဖြည်းနဲ့မိန်းကလေးရဲ့မိဘတွေကကျွန်တော်ကိုအမြင်အသစ်နဲ့မြင်လာကြတယ်။နောက်ဆုံးတော့သူတို့ကကျွန်တော်ကိုလက်ခံဖို့ဆုံးဖြတ်လိုက်ကြတယ်။အဲ့ဒီအချိန်ထဲမှာပဲကျွန်တော်တို့မိသားစုရဲ့ကုမ္ပဏီဝင်ငွေကတစ်ဆယ်ဆတိုးလာခဲ့တယ်။ဒါပေမဲ့မိခင်ကတော့မပြောခဲ့ဘူး။ဘာကြောင့်လဲဆိုတော့မိသားစုဝင်ငွေနှစ်ဆတိုးတိုင်းကျွန်တော်ကအပြင်မှာပို့ပြီးခက်ခဲနေတယ်ဆိုတာကိုဆိုလိုတာဖြစ်လို့ပဲ။အဖွားလည်းကျွန်တော်ကိုစမ်းသပ်နေတာကိုအဆုံးသတ်တင်ပြီလို့ထင်ခဲ့တယ်။ဒါကြောင့်မိသားစုလုံးကကျွန်တော်ကိုအမှန်တရားပြောဖို့ဆုံးဖြတ်ပြီးမြို့ကိုလာခဲ့ကြတယ်။အဲ့ဒီအချိန်မှာပဲမိန်းကလေးရွေးမခံလိုက်တဲ့ချမ်းသာတဲ့လူငယ်ကအရှက်ရသွားလို့ကျွန်တော်ကိုပြဿနာလာရှာခဲ့တယ်။သူ့မိသားစုအာဏာကိုအားကိုးပြီးမိုးရွာနေချိန်မှာသူ့ကားကိုဆေးပေးဖို့အမိန့်ပေးလိုက်တယ်။မိန်းကလေးရဲ့မိဘတွေကတားချင်ခဲ့ပေမဲ့သူ့မိသားစုကိုမရှင်းနိုင်ခဲ့ဘူး။သူတို့ကိုအခက်အခဲမဖြစ်စေချင်လို့ကျွန်တော်ကမိုးကြီးကြီးတဲ့ကိုထွက်ပြီးကားကိုဆေးပေးလိုက်တယ်။အဲ့ဒါကိုမြင်ပြီးမိန်းကလေးကကျွန်တော်ဘေးမှာရက်ပြီးအခက်အခဲကိုအတူတူခံခဲ့တယ်။ဒါကချမ်းသာတဲ့လူငယ်ကိုပို့ပြီးစိတ်တူစေခဲ့တယ်။သူကကျွန်တော်ကိုအပြစ်ရှာပြီးလှောင်ပြောင်းတယ်။ကျွန်တော်ကသူ့ကားကိုဘဝတစ်လျှောက်လုံးဆေးပေးနေရမယ်လူပဲလို့ပြောခဲ့တယ်။အဲ့ဒီအချိန်မှာပဲကျွန်တော်တို့မိသားစုကဟိုတယ်ကိုရောက်လာခဲ့တယ်။မိုးထဲမှာကျွန်တော်အနိုင်ကျင့်ခံနေတာကိုမြင်ပြီးသူတို့အယမ်းစိတ်မကောင်းဖြစ်ခဲ့တယ်။ကျွန်တော်ဘက်ကကာကွယ်ဖို့သူတို့အကူကိုအမိတ်ပေးပြီးချမ်းသာတဲ့လူငယ်ရဲ့ကားကိုတိုက်ပစ်လိုက်တယ်။ပြီးတော့ကျွန်တော်ကိုဟိုတယ်ထဲခေါ်သွားပြီးလူတိုင်းရှိမှအမှန်တရားကိုဖော်ပြလိုက်တယ်။ဒါပေမဲ့ချမ်းသာတဲ့လူငယ်ကတော့အဲ့ဒီအရာတွေကိုမယုံခဲ့ဘူး။အဲ့ဒီအချိန်မှာပဲသူ့ဖခင်ကဖုန်းဆက်ပြီးချက်ချင်းအိမ်ပြန်လာဖို့အမိန့်ပေးလိုက်တယ်။ထင်တာကတော့အဲ့ဒီလူကိုနောက်တစ်ခါမတွေ့ရတော့ပါဘူး။ဒီဗီဒီယိုကိုကြိုက်တယ်ဆိုရင် Subscribe လုပ်ထားဖို့မမေ့ပါနဲ့။နောက်တစ်ခါပို့ပြီးစိတ်လှုပ်ရှားဖို့ကောင်းတဲ့ဇာတ်လမ်းအသစ်တွေနဲ့တွေ့ကြမယ်။